အားလုံးပဲမင်္ဂလာပါခင်ဗျာ Honor Story မြန်မာ Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့နတ်ကမှားတဲ့ညာဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာအားလုံးပဲကြည့်ရှုခံစားအားပေးကြပါအောင်ခင်ဗျာဇာတ်လမ်းလေးမစတင်ခင်မှာ Channel လေးကို Subscribe လေးနဲ့အားပေးထားခဲ့ကြဖို့မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာကိုလေးမင်းတို့ရန်ကုန်ဘယ်နေ့ပြန်มาလဲမနေ့ပြန်မယ်လေးလေးညနာကြည်လားကွာတပတ်ခါလောက်မှပြန်ကြပါလားပြင်းစရာကောင်းလာပြီဗျာရွာကလည်းမီးမရှိဘာမရှိနဲ့ခြောက်ကန့်နေတာပဲညမောင်ဝီဆိုတာနဲ့လမ်းပေါ်မှာလူတော်မရှိတော့ဘူးအေးငါလည်းရောက်စားတော့ကတော့ဘယ်နေတတ်မလဲကွာအခုမှနေသားကြဖြစ်သွားတာတခါလာလဲဒီတိုင်းပဲရွာကဘာဖြစ်လို့မဖွင့်ပြသေးတာလဲနေလေးလောက်တော့လောက်ကြမှာပါကွာမင်းကောင်တွေဘယ်ရောက်သွားတယ်လဲကိုလေးသမင်းစားဖိတ်လို့လိုက်သွားကြတယ်ဟောတီးပြီတိုးနိုင်လာခေါ်သွားတယ်နဲ့တူတယ်ဟုတ်တယ်လေးလေးကိုတိုးနိုင်လာခေါ်သွားတာမင်းရောလိုက်မသွားဘူးလားမလိုက်ချင်ပါဘူးဗျာဘိုက်မကောင်းလို့ငြိမ်နေရတာမနေ့စောစောကလေးကဝမ်းပြက်နေတာဟာဖြစ်ချင်းငါ့ကိုဘာလို့မပြောတာလဲအခုရောဘယ်လိုနေသေးလဲအခုနည်းနည်းတက်တာသွားပါပြီအစားဆုံးသွားတာဖြစ်မှာပေါ့ကွာနေစမ်းမအောင်မိုးလွင်နဲ့မင်းကောင်တွေကဘယ်လိုကနေဘယ်လိုခင်သွားကြတာလဲမနေ့ကမော်ကျွန်းသွားရင်ခင်သွားကြတာလေမင်းကောင်တွေကိုစိတ်မချဘူးငါလိုက်သွားအောင်မဲကိုလေးမင်းအိမ်မှာပဲနေခဲ့ငါချင်းချင်းပြန်လာခဲ့မယ်ဘာဖြစ်လို့လိုက်သွားမှလဲလေးလေးသူတို့ထမင်းစားပြီးတာနဲ့ပြန်လာကြမှာပေါ့မင်းမသိဘူးကိုလေးတိုးနိုင်အကြောင်းကိုငါအသိဆုံးအလုပ်တော့ကြိုးစားပါတယ်စိတ်လဲချရတယ်နေပါစေလေးလေးရာသူတို့လည်းကလေးတွေမဟုတ်တာဒါဆိုလဲပြီးရောကွာငါလည်းလေးပြိုနေပြီဘာဟင်းရှိတယ်လဲလေးလေးပဇွန်ရှိတယ်လေကွာမင်းတို့စားဖို့ဆိုပြီးကိုတန်းအောင်လာပေးသွားတာမင်းတို့စားဖို့ပဇွန်စီပြန်ရင်ချက်ထားတယ်ဟင်းကြိုတော့မချက်နိုင်ဘူးကွာရပါတယ်လေးလေးရာပဇွန်နေလာပေးသွားတာတော့မသိလိုက်ဘူးမင်းတို့မှမရှိတာဩကျွန်တော်တို့မော်ကျွန်းသွားနေတော့လာပေးသွားတာနဲ့တူတယ်ဟုတ်တယ်ဘယ်လိုလဲကိုလေးမော်ကျွန်းသူတွေလှရလားကျွန်တော်မျက်စိထဲတော့အကုန်လှနေတာပဲဘိုးကလေးသူလည်းလှတာပဲလက်ပွတ်တာသူလည်းလှတာပဲပသိမ်သူလည်းလှတာပဲအာတကယ်ကောင်ကွာခဏဆောင်ငါအမီးလောက်အောင်မယ်လေးလေးကျွန်တော်ပစုံစားလို့ဖြစ်ပါမလားဘာဖြစ်လို့လဲကိုလေးဝမ်းမကောင်းဘူးလေဟုတ်သားဒါဆိုလဲကြက်ဥကြော်လိုက်အောင်မကွာမင်းစားဖို့ကြက်ဥကြော်လိုက်အောင်မယ်ငါလည်းကြက်ဥကြော်နဲ့ပဲမြည်တော့မယ်ဟဲ့ဦးလေးငယ်ကအဲ့ဒီရွာလေးကိုရောက်နေတာအတော်ကြာပါပြီမော်ကျွန်းမှာမော်တော်နှစ်စီးနဲ့ပဲ့တော်နှစ်စီးထောင်ထားပြီးသူကအဲ့ဒီရွာလေးမှာလာနေတာပါအမှန်ပြောရရင်တော့အဲ့ဒီရွာသူတယောက်ကိုကျွန်တော်ဦးလေးကလည်းတဲတဲလှုပ်ကြိုက်နေလို့ရွာကိုမကြာခဏလာရင်သူချစ်ရတဲ့မိန်းကလေးနဲ့နှီးစပ်ဖို့နေဖြစ်သွားတာပါသူ့ပေမဲ့သူချစ်နေတဲ့သူကဘိုးကလေးသားတယောက်နဲ့လိုက်ပြီးသွားတော့သူ့မှာမော်ကျွန်းကိုပြန်ရခဲ့ဒီရွာမှာဆက်ပြီးနေရခဲ့ဖြစ်ခဲ့ရပါတယ်ရွာမှာအနေကြလာတော့ရွာကန်တွေနဲ့လည်းအတော်ရင်းနှီးလာပါတယ်သူရည်ရွယ်ထားတဲ့သူကဘိုးကလေးသားနဲ့လိုက်ပြီးသွားပေမဲ့သူကတော့ဒီရွာလေးမှာပဲနေဖြစ်ခဲ့ပြီးမော်ကျွန်းနဲ့သူနေတဲ့ရွာလေးကိုသူ့ပိုင်းနဲ့ပဲ့တောင်တစ်စီးနဲ့တွားလိုက်ပြန်လိုက်လုပ်နေသူပါဦးလေးကလည်းဓာတ်ပုံရိုက်တာကိုအလွန်ဝါသနာကြီးပါတယ်ကျွန်တော်တငယ်ချင်း၄ယောက်ကလည်းခြေထောက်မှာပွေးပေါက်နေကြသူတွေဆိုတော့ငယ်ချင်းတွေစုမိတာနဲ့နေရအစုံမှာလဲပတ်ကြပါတယ်ဒီတစ်ခေါက်မှာတော့လေးလေးရှိတဲ့ရွာကိုအပျော်ခရီးထွက်လာကြပါတယ်လာတော့ကတော့3-4ရက်နေဖို့စီစဉ်ခဲ့ကြပေမဲ့6ကပ်ပြီးပြောစရာမကောင်းတာကြောင့်2ရက်ပဲနေဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဦးလေးကျဲဦးဟပ်ပိုင်ကြော်လာတယ်ကောင်းတယ်လေးလေးကျွန်တော်ကြိုက်တယ်သမီးကတော့မင်းဟာမင်းသာတွားထက်စားတော့ကွာရိုင်းကြားမှာညှက်လာတဲ့အာမီရန်တလုံးစပွဲပေါ်တင်လိုက်ရင်ပငတ်ထဲကကျဲဦးကြော်တစ်ခုကိုယူပြီးအိမ်ရှိကိုထွက်သွားပါတယ်ဘာလို့မလို့လဲလေးလေးမမေးနဲ့ပြီးမှပြောပြမယ်ဟုတ်ကဲ့လေးလေးကကျဲဦးကြော်ကို
အိမ်တကားဝါကနေနောက်ပြန်ပစ်ပြီးကျွန်တော်ထိုင်နေတဲ့စပွဲကိုပြန်လာထိုင်ပါတယ်မမေးနဲ့ဆိုပေမဲ့မေးချင်တယ်ပြောပြမယ်အရက်နည်းနည်းတော့တောက်ပြရစေဦးတိတ်မတော့နဲ့လေးလေးရဲ့အာမီရန်ကိုတော့ကြိုက်တယ်ကွပသိမ်ရေးတဲ့စကန်ကငါမိတ်ဆွေဘိုးကြီးတယောက်ကလက်ဆောင်ပေးထားတာမတော့လို့တော့မရဘူးကိုလေးငါအသက်ကတန်ရာကိုအရက်နဲ့ကုနေရတာအင်းပါခုနကပြောပြမယ်ဆိုတာလေပြောပြမှာပေါ့ကွာတစ်ခွက်လောက်တော့တောက်ပြရစေဦးမင်းလည်းထမင်းစားလိုက်လေမစားကျင်သေးဘူးလေးလေးပြောတာနားထောင်ကျင်လို့ထမင်းစားနေရင်နားထောင်ရတာအရသာပြတ်တယ်ပြီးရောကွာတစ်ခွက်လောက်ချလိုက်အောင်မယ်တစ်ခွက်ဆိုပေမဲ့နောက်ထပ်တစ်ခွက်ကအစ်စ်ပါသွားပါတယ်ဘယ်ကနေစပြောရမလဲကိုလေးကျဲဥကျော်ကိုနောက်ပြန်ပြရတဲ့အကြောင်းကစပြီးတော့ဗျကောင်းပြီဒီရွာကိုစပြီးရောက်ကစားကရွာကန်တန်ဝင်းအောင်ဆိုတဲ့လူနဲ့အတော်ရင်းနှီးခဲ့ကြတယ်တန်ဝင်းအောင်ကငါ့ထက်6နှစ်လောက်ငယ်တယ်သူကတငါလုပ်ငန်းပဲလုပ်တယ်ကွာပိုက်ချပြီးပြန်လာတိုင်းသူ့အိမ်ကိုမပြန်ပဲငါရှိမရှိငါအိမ်မှာဝင်လာတတ်တယ်ညနေဆိုရင်သူနဲ့ငါကအရက်အတူတောက်လက်ရှိတယ်ကွာတရက်တော့မြစ်ထဲမှာပိုက်ချနေတော့လေဘောကနေရေထဲကိုကျသွားလိုက်တာပြန်ပေါ်မလာတော့ဘူးဗျာသူကရေမကုတ်တတ်ဘူးလားအေးရဒီတိုင်းသားပဲကွာရေမကုတ်တတ်ပဲနေပါမလားမြေကိုဟိုဘက်ဒီဘက်လက်ပြက်ကူးနေတဲ့သူပဲဟာဘယ်မကုတ်တတ်ပဲနေပါမလဲဆက်ပြောပါအောင်လေးလေးစိတ်ဝင်စားဖို့ကောင်းလာပြီရေထဲခုန်ချသွားတယ်ဆိုတာသူနဲ့အတူလေးပေါ်ပါသွားတဲ့လှမင်းကပြောတာဆိုတော့လှမင်းကိုတင်ကားမကင်ဖြစ်ကုန်ကြတယ်ကွာသဘောကတော့တန်ဝင်းအောင်ကိုလှမင်းတတ်တယ်လို့ထင်ကြတာပေါ့ကွာလှမင်းကတော့သူမတတ်ဘူးလို့အကြောက်ခံညင်းတာပေါ့လှမင်းပြောကုန်ကတန်ဝင်းအောင်ကအရက်တွေမူးပြီးပိုက်ချနေတော့မှအချိန်လုံးပြီးရေထဲကိုကျသွားတယ်တဲ့တန်ဝင်းအောင်ကဘလောက်မှုဖြန်တကောင်လိုရေကူးတတ်တဲ့ကောင်ဆိုတော့ယုံရခက်တာပေါ့ပြောလို့မရတာကရေကူးတတ်တယ်ဆိုပေမဲ့လည်းရေထဲကျပြီးပြန်အပေါ်မှာလှေနဲ့စောင့်မိပြီးတတိလစ်သွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်တန်ဝင်းအောင်ကိုလှမင်းတတ်တယ်မတတ်ဘူးဆိုတာကလည်းသက်သေမရှိတော့ပြောရခက်တာပေါ့ကွာကိုလှမင်းဆိုတာဘဲကလည်းလေးလေးလာမယ်လေလှမင်းဆိုတာလေဒီရွာကပဲတန်ဝင်းအောင်ရဲ့တပည့်ပေါ့ကွာပိုက်ထိုးပိုက်ပါတယ်မကဘူးငါးရှာတာပိုက်ချတာပါဆရာစားမကြံတင်မိထားတဲ့တပည့်ကျော်ပေါ့ကွာကိုလာမင်းကသူ့ဆရာကိုလုပ်ပါမလားမင်းလိုပဲငါလည်းထင်ခဲ့တာပဲလူဆိုတာကအတော်ခက်တယ်ကွာငွေကြီးနဲ့ပတ်သက်လာပြီဆိုရင်ဒေါသတွေလောဘတွေမောဟတွေပါလာကြပြီဒေါသလောဘမောဟတွေပါလာရင်ဆရာသမားမှန်ကျေးဇူးရှင်မှန်မသိကြတော့ဘူးဒါကြောင့်လဲကျေးဇူးရှိမှကျေးဇူးတယ်လို့ဆိုရိုးရှိခဲ့တာပေါ့ကွာကိုလာမင်းတတ်တယ်ဆိုတာဘယ်လိုလုပ်ပြီးသိခဲ့တာလဲလေးလေးအေးအဲ့ဒါငါပြောပြမလို့လောကမှာသိပ္ပံနည်းနဲ့တွက်ချက်လို့မရတဲ့အရာတွေရှိတယ်ကွာတဘာဝလုံးကိစ္စတွေပေါ့ကွာအင်္ဂလိပ်လိုတော့ supernatural လို့ခေါ်တာပေါ့ကွာပညာရက်တွေနဲ့အပေပုံသားတွေကိုခေါ်မိတာနာနာဘာဝတွေကိုကျွေးမွေးပြီးတခိုးတဝက်ရန်ကောက်ွယ်ခိုင်းတာလူတစ်ယောက်ကိုမကျေနပ်လို့ပညာရက်တွေနဲ့ဘူးသွင်းတာလူသေးကောင်ကိုဖုတ်သွင်းတာတွေမင်းကြားဘူးမှာပေါ့ကြားတော့ကြားဘူးပါတယ်မြင်တော့မမြင်ဘူးပါဘူးအေးအဲ့ဒီပညာရက်ကိုတက်ကျွမ်းတဲ့သူဒီရွာမှာတယောက်ရှိခဲ့ဘူးတယ်ဟာဟုတ်လားအခုရောရှိသေးလားလေးလေးမရှိတော့ဘူးကွာတမြန်နေ့ကမှဆုံးသွားတာဟာဗျာမဟာနဲ့ဟိတ်ကောင်အဲ့ဒီအောင်လန်းပညာရက်တွေတက်မြောက်တဲ့သူအားလုံးကတမယိုးကြသိကြတာမဟုတ်ဘူးကွာဗျာလေးလေးပြောတာနားမလည်ဘူးဒီလိုကွာလူတစ်ယောက်ရဲ့အားနည်းချက်ကိုသိထားတဲ့သူကသူ့ရဲ့ပြော့ကွက်ဟာကွက်ကိုနင်းပြီးခန်းကြည်ရခိုင်းမယ်ဟိုလူကလည်းပြော့ကွက်ဟာကွက်ကိုအနင်းခံထားရတော့မလှုပ်နိုင်ဘူးပေါ့ကွာတစ်ချိန်ချိန်မှာအခွင့်တာခဲ့ရင်တော့သူ့ကိုအနိုင်ကျင့်ထားတဲ့သူကိုအသေးပြန်ဆောင်မှာပဲလေအသက်ရှင်နေသေးရင်သူ့ကိုထပ်ပြီးလှုပ်ခံရမှာကြောက်တာကိုနာနာဘာဝဆိုတာကလည်းဒီလိုပဲကွာပညာသည်တွေကပညာရက်တွေနဲ့ချုပ်ကိုင်းပြီးခိုင်းကြတော့သူတို့လည်းမလုပ်ချင်ပဲလုပ်ကြရတာပေါ့တစ်ချက်လေးမှားသွားတာနဲ့ပြန်စော်မှာပဲလေခုနကကိစ္စနဲ့ဘယ်လိုပတ်သက်နေလို့လဲလေးလေး
ငါပြောတဲ့စကားကိုစုံအောင်နားထောင်လေကွာစုံအောင်နားမထောင်မဲ့မင်းကဖြတ်မိတာကိုဟုတ်ကဲ့အဲ့ဒီလူနာမည်ကဥလာအေးတဲ့တရေသစီတွေကိုနိုင်တဲ့သူပေါ့ဥလာအေးကတန်းဝင်းအောင်ရဲ့ဘာကြီးပဲကိုလေးဗျာသူ့တူတန်းဝင်းအောင်သိရတာလှမင်းရဲ့လက်ချက်ဟုတ်မဟုတ်သိချင်တော့တန်းဝင်းအောင်ကိုသူ့ပညာနဲ့ခေါ်လိုက်တယ်ကွာဟမ်ဘယ်လိုခေါ်တာလဲလေးလေးလာမယ်လေဟုတ်ကဲ့မှန်တစ်ချက်ရဲ့မှန်တစ်ချက်ဆိုတာတိတိလေးမဟုတ်ဘူးနော်အနည်းဆုံး1000ကျော်လောက်အမြင်ရှိရမယ်နောက်ပြီးမသားအိမ်ကနုံနမုံစစ်စစ်ရဲ့တချမ်းကွဲနေတဲ့ကြောက်ပြင်းတစ်ချက်ရဲ့ကျဲအရှင်တကောင်ရဲ့လူတယ်ကွဖျောင်းနိုင်တို့အမွှေးတိုင်းတို့မလို့ဘူးစိတ်ပတိအဆောင်လက်ဖွဲ့တွေယူသွားလို့မရဘူးဒါပဲလားလေးလေးလွဲလာကြီးလားနေအောင်ဒါကအသုံးပြုရမယ့်ပစ္စည်းကိုပြောတာဒါပေမဲ့နေနံနဲ့နက်ခတ်ကြည့်ပြီးအင်းဆွဲတက်ဖို့တော့လိုတယ်ဗျာဘလို့နက်ခတ်ကြည့်ပြီးအင်းဆွဲရတာကွအင်းဆိုတာအင်းတို့စမားတို့ကိုပြောတာဦးလာအေးကအဲ့ဒီနေ့အဲ့ဒီအချိန်ကိုရွေးပြီးလှုပ်တာလို့ပြောတယ်ဟုတ်ကဲ့ဆိုတော့ကွာဦးလာအေးကသူ့တူတန်းဝင်းရာကိုအဲ့ဒီနေ့နဲ့သုံးပြီးခေါ်လိုက်တာပဲဗျာဟိုကလာရောလားလာတာပေါ့ကွာဘယ်နေလိုက်မလဲကြောက်စရာကြီးပါလားဆက်ပြောပါဦးလေးလေးသူ့တူတန်းဝင်းရာကိုခေါ်တဲ့အချိန်မှာငါရဲ့တိုးနိုင်ရဲ့ရှိနေကြတယ်ကျန်တဲ့ပစ္စည်းတွေကရှာရလွယ်ပေမဲ့မသားရင်ကနနွဲမုံကရှာရခက်တယ်ကွအဲ့ဒီအချိန်မှာရွာမှာရောအနီးနားကရွာတွေမှာပါအတုပမရှိဘူးဒါပေမဲ့ဦးလာအေးကအဲ့ဒီကိစ္စတွေမှာကျွမ်းကျင်တဲ့သူဆိုတော့ဘယ်ကနေဘယ်လိုရှာလာတယ်မသိဘူးကွမသားရင်ကနနွဲမုံကိုရှာလာနိုင်တယ်ဟာအဲ့ဒီအချိန်ကည10 နာရီကျော်လောက်ရှိမယ်ကွဦးလာအေးရဲ့ငါရဲ့တိုးနိုင်ရဲ့3ယောက်သားမြေကမ်းတစ်ခုမှာတန်းဝင်းအောင်ကိုခေါ်ကြတာဦးလာအေးကကြက်ရှင်ကိုလဲလီးပြီးသွေးကိုခွက်နဲ့ခံထားတယ်နောက်တော့အင်းကိုကြီးပြားပေါ်မှာပြားချပြီးကြောက်ပြင်အကွဲပေါ်မှာအင်းပြားရဲ့နွနွမုံရဲ့ကိုကြက်လဲချောင်းသွေးနဲ့ရောပြီးငါတို့ရဲ့မျက်လုံးတွေကိုကွင်းရတယ်ကွင်းတဲ့အခါမှာစတိမဟုတ်ပဲမျက်ခုံရောမျက်အတွင်းမှာဖုံးသွားအောင်ကွင်းရတယ်ကွာမှန်ကိုထောင်ထားပြီးတန်းဝင်းအောင်ရဲ့နာမည်ကိုခေါ်တယ်ငါနဲ့တိုးနိုင်တဲ့ကဦးလာအေးရဲ့အနောက်မှာကပ်ပြီးထိုင်ကြည့်နေကြတာပေါ့ကွာမကြပါဘူးတီနေတဲ့ကြက်ကတဖြောင်းဖြောင်းနဲ့ထခုံပါလေရောကြောက်စရာကြီးလေးလေးဟုတ်တယ်ကိုလေးတီနေတဲ့ကြက်ကထခုံတော့တိုးနိုင်ရောငါရောအတော်လေးလန့်သွားကြတာခဏနေတော့ရေစက်ကနေကမ်းပေါ်ကိုတက်လာတဲ့အရိပ်လိုပါလိုတခုကိုတွေးလိုက်တယ်ငါတို့နဲ့မနက်မကန်းကိုရောက်တော့အဲ့ဒီအရိပ်ကပျောက်သွားတယ်ကွာအဲ့ဒီချိန်မှာပဲတန်းဝင်းအောင်ရဲ့မျက်နှာကြီးကမှန်တဲ့မှာပေါ်လာတာမြင်လိုက်ရတာပဲဟေ့အမလေးဗျာလေးလေးတို့ဖတ်မပြေးကြဘူးလားဦးလာအေးကအစောကလေးကပြောထားပြီးသားပြေးတဲ့ကောင်ကိုတေတွင်ကိုတူးတာနဲ့အတူတူပဲဆိုတော့ဘယ်ပြေးရဲမလဲကွာဘာဆက်ဖြစ်သေးလဲလေးလေးဟိုချက်ကရောတန်းဝင်းအောင်ရဲ့မျက်နှာမှန်တဲ့မှာပေါ်လာတာနဲ့ကြက်လဲငြိမ်သွားတယ်ကွာငကိုတိုင်းတည်နေတာပေါ့ကွာဟုတ်ကဲ့မှန်တဲ့မှာပေါ်နေတဲ့တန်းဝင်းအောင်ရဲ့မျက်နှာကိုအခုထိမေးလို့မရဘူးကွာဘယ်လိုဖြစ်လို့လဲလေးလေးနဖူးကဒဏ်ရာကြီးကနဲတာမှမဟုတ်တာအဲ့ဒီကိုတန်းဝင်းအောင်ကသူအသက်ခံရတယ်ဆိုတာဘယ်လိုမျိုးအသိပေးတာလဲလေးလေးလာမယ်လေဦးလာအေးကအဲ့ဒီမှန်ကိုအဝတ်တစ်ခုနဲ့အုပ်ပြီးအိမ်ပြန်ယူလာတယ်ကွာအိမ်ရောက်တော့ငါတို့နှစ်ယောက်ကိုမနှက်ပြန်မနဲ့10 နာရီလောက်သူ့အိမ်ကိုလာခဲ့ဖို့ပြောပြီးလွှတ်လိုက်တယ်နောက်နေ့မနေ့ကျတော့သူ့အိမ်ကိုသွားတာပေါ့ကွာသူ့အိမ်မှာရွာကလူကြီးတွေ3-4ယောက်လည်းရောက်နေကြတယ်ကွာဦးလာအေးစီရောက်ပြီးထိုင်ုံရှိသေးတယ်လှမင်းတယောက်ငိုကြီးချက်မှနဲ့ရောက်လာတော့တာပဲဘာဖြစ်လို့လဲလေးလေးဦးလာအေးရဲ့ပညာပေါ့ကွာလှမင်းကိုတန်းဝင်းအောင်ကရိုက်နှက်ပြီးဝန်ခံခိုင်းတာပေါ့လှမင်းပြောပုံအရတန်းဝင်းအောင်ကတညာလုံးသူ့ကိုလဲပေးညစ်ပြီးကြောကုန်းကိုထုရိုက်တယ်တဲ့လှုပ်လို့ယုံလို့ပေါ်လို့လည်းမရဘူးတဲ့သူဖြစ်နေတာကိုသူ့အိမ်သားတွေတယောက်မှမသိကြဘူးမနှိုးကြဘူးတဲ့ကွာဟုတ်တယ်ကွာကိုလေးရလှမင်းရဲ့လဲပေးမှာရောကြောကုန်းမှာပါညုံမဲနေတဲ့
ဒဏ်ရာဒဏ်ချက်တွေအပြည့်ပဲတန်းဝင်းရံကိုသူတက်တာပါဆိုပြီးဝန်ခံတယ်တက်ရတဲ့အကြောင်းရင်းကငါးတွေရောင်းထားတဲ့ပိုက်ဆံကိုတန်းဝင်းရံကတောင်းပေမဲ့လှမင်းကပြန်မပေးနိုင်တဲ့အကြောင်းပြောတယ်အမှန်ကလှမင်းကဖဲရှုံးလို့ပိုက်ဆံပြန်မပေးနိုင်တော့တာကွာအဲ့ဒီမှာတဲ့ဆရာတပည့်နှစ်ယောက်လှေပေါ်မှာအခြေအတင်စကားများကြပြီးလှမင်းကတန်းဝင်းရံကိုလှော်တက်နဲ့ရိုက်လိုက်တယ်တန်းဝင်းရံတတိလစ်သွားတယ်တဲ့တန်းဝင်းရံတတိလစ်သွားတဲ့အချိန်မှာလက်ပြန်ကြိုးတုပ်ပြီးရေထဲပြချခဲ့တယ်တဲ့ဟာရက်ဆက်လိုက်တာဗျာတန်းဝင်းအောင်သာသွေးရိုးသားရိုးနဲ့ရေထဲကိုပြုတ်ချခဲ့မယ်ဆိုရင်တော့လှေပေါ်ကိုပြန်တက်နိုင်မယ်အခုကတပတ်ကျော်10ရက်အထိလူလဲမတွေ့အလောင်းလဲရှာမရဆိုတော့သွေးရိုးသားရိုးမဖြစ်နိုင်ဘူးဆိုတာဦးလာအေးကယူဆထားတယ်ကွဒါကြောင့်တန်းဝင်းအောင်ကိုသူ့ပညာနဲ့ခေါ်လိုက်တာပဲလောက်ပါအောင်လေးလေးဘာတွေဆက်ဖြစ်ကုန်လဲလှမင်းဝန်ခံနေတဲ့အချိန်မှာရွာကလူကြီးတွေတဲ့တန်အန်တော့ဖြစ်ကြတာပေါ့ကွာယုံရခဲ့မယုံရခဲ့ပေါ့အဲ့ဒီအချိန်မှာပဲလှမင်းကတကူလုံးနတ်ဘူးတို့တုံပြီးတန်းဝင်းအောင်ဝင်ပူးတော့တာပဲဟေးဗျာဟုတ်တယ်ကိုလေးတန်းဝင်းအောင်မှာတန်းဝင်းအောင်မှာပဲသူမိမနဲ့သူကလေးတွေကိုခေါ်ခိုင်းတယ်သူရစရာရှိတဲ့ပိုက်ဆံတွေကိုဘယ်သူဘယ်ဝါစီကတောင်းဖို့နဲ့ပေးစရာရှိတဲ့သူတွေကိုလည်းနာမည်တက်ပြီးပြောတယ်လှမင်းက9တိုင်ကထုတ်ပြလိုက်တဲ့ငွေတွေမပေးသေးလို့ပြန်တောင်းတာကိုဖဲရှုလို့မပေးနိုင်သေးဘူးဆိုပြီးပြောတယ်တဲ့နောက်တော့စကားများကြပြီးလှမင်းကိုလက်သီးနဲ့ထိုးဖို့အလုပ်မှာလှမင်းကလှော်တက်နဲ့နှစ်ချင်းစင်ရိုက်တယ်တဲ့တစ်ချက်ကနှစ်ဖူးကိုထိမိပြီးနောက်တစ်ချက်ကငယ်ရိတ်ကိုထိတယ်တဲ့သူကသတိမရတရားဖြစ်နေချိန်မှာလက်ပြန်ကြိုးတုတ်တာကိုလည်းသိနေတယ်တဲ့နောက်တော့ရေထဲကိုပြချလိုက်တာကိုပဲသိလိုက်တော့တယ်တဲ့ဟာတနာစရာကောင်းလိုက်တာလေးလေးရာရေမိုးနဲ့တန်းကိုဘလောက်များခံရခက်မလဲဗျာယုံလို့လည်းမရကူးလို့လည်းမရဟုတ်တယ်ကိုလေးသူလည်းအဲ့ဒါကိုပူပြီးခံပြင်းနေတာလှော်တက်နဲ့ရိုက်လိုက်လို့တေးသွားရင်တော့ဒီလောက်ခံပြင်းမှာမဟုတ်ဘူးလှမင်းကိုတတ်မဲကြီးပဲပြောနေတာနောက်ပြီးသူ့အလောင်းကိုလိုက်မရှာပါနဲ့ရှာတွေ့တော့မှမဟုတ်ဘူးတဲ့ဒါဆိုကိုလှမင်းကိုရဲစခန်းမပို့ကြဘူးလားပို့ချိန်တော့မရလိုက်ပါဘူးကွာတန်းဝင်းအောင်ကဘလောက်တောင်ထုထောင်းထားလဲမသိဘူးသွေးစိမ့်တွေအမ်းပြီးပြေးတာပါပဲဟာအေးမင်းမိထားတဲ့အကြောင်းကိုဆက်ပြောပြအောင်မယ်ကြက်ဥကျော်ကိုနောက်ပြန်ဖြစ်တဲ့အကြောင်းလေးဟောဟုတ်ကဲ့လေးလေးလှမင်းကိုတန်းဝင်းအောင်ဝင်ပူးတဲ့အချိန်တုန်းကတန်းဝင်းအောင်ကငါ့ကိုပြောတယ်ကွာဘာပြောလဲလေးလေးငါ့ရင်ရှိကတရက်ပင်မှာနေပါရစေတဲ့သူ့မှာနေသေးရမရှိလို့ပါဆိုတော့ငါလည်းပြေးနေလိုက်တယ်ဟာလေးလေးသူ့ဦးလေးရဲ့အိမ်မှာပဲဖြစ်ဖြစ်သူ့မိန်းမရဲ့အိမ်မှာပဲဖြစ်ဖြစ်နေလို့ရတာပဲသူ့ဦးလေးအိမ်မှာကသူ့ထက်ကျန်တဲ့ကောင်တွေမွေးထားတယ်ကွာသူ့မိန်းမစီမှာမနေတာကယောက်ကမအိမ်မိုးလို့လာတော့မပြောတတ်ဘူးငကိုကလေးကမိန်းမရောယောက်ကမဘူကတေးအောင်ကြောက်နေရတဲ့သူတရက်ဖြစ်လဲကြောက်တင်ကြောက်နေမှာပေါ့ဘလို့ပဲဖြစ်ဖြစ်ဂိမ်းဆောင်ရတာပေါ့ကွာသူရှိနေတော့ငါအပြင်သွားရင်ခြံထဲကိုခွေးမပြောနဲ့ကြောင်တော့မဝင်ရဘူးသူ့ကိုညနေတိုင်းအိမ်မှာချက်တဲ့အစားအစာတစ်ခုကိုကျွေးရုံပဲပောက်ကွရတွေမလုပ်ပါနဲ့လေးလေးရာငါကမလုပ်ချင်ပါဘူးကွာသူ့မှာနေစရာမရှိဘူးဆိုတော့မိတ်ဆွေချင်းကိုကြီးလိုက်တဲ့သဘောပါပဲအေးပြောစရာချမ်းသေးတယ်ဟုတ်ကဲ့လေးလေးတို့နိုင်ငံဥလာအေးစီမှာပညာယူတယ်ကွာဗျာဟုတ်တယ်ကိုလေးဥလာအေးစီကပညာတွေအကုန်ရသလားမရသလားဆိုတာတော့မသိဘူးလက်တက်တော့အင်ပနန်ဆန်းနေကောင်ဒါကြောင့်မင်းရဲ့တငယ်ချင်းတွေနဲ့သူနဲ့လိုက်သွားတာကိုစိတ်မချတာဘယ်လိုလက်တက်ဆန်းတာလဲလေးလေးဥလာအေးလို့တလို့မှန်တဲ့တရေခေါ်တာလေးကွာဗျာဟုတ်တယ်ကိုလေးတော့ကြာမင်းတငယ်ချင်းတွေကိုသူအစွမ်းပြခြင်းလို့ထမင်းဖိတ်ကျွေးတာဖြစ်နေအောင်မယ်လောကပဲလေးလေးရာဟိုကောင်တွေကလည်းအဲ့ဒီလိုကိစ္စမျိုးဆိုဝါသနာကြီးတဲ့ကောင်တွေဖြစ်ချင်အဖြစ်လွှတ်ချထားလိုက်ပါလေလေယာဒီဇင်ဘာလရဲ့မနက်ခင်းတစ်ခုမှာကြိုက်တီယိုတောင်တော်တစ်ခုလုံးမြူနွေးနေဆိုင်နေပါတယ်မနက်4 နာရီလောက်မှာဖျားဝတ်ပြူပြီးတာနဲ့ရွှေညွန့်ကျော်စရဇော်မိုးနဲ့ကျွန်တော်တို့တငယ်ချင်း၄ယောက်တောင်ပေါ်ကနေချီလျင်ဆင်းခဲ့ကြပါတယ်အေးစိတ်နဲ့စောင်းမနက်ခင်းလင်းနူးအေးကို
ရှူရရင်စကားတပြောပြောနဲ့ဆင်းလာခဲ့ကြတာမောရမှန်ပန်းရမှန်တော့မသိနိုင်အောင်ပါပဲရေမြောင်ကြီးကိုရောက်တော့တထောင်နာရင်စကားစမြည်ပြောရကနေကျွန်တော်ဦးလေးစီအလဲရောက်ခဲ့စဉ်ကအကြောင်းကိုပြောဆိုမိကြပါတယ်မင်းပြောတဲ့အတိုင်းဆိုကိုတန်းဝင်းအောင်ကမကြိုသေးတဲ့လေးလေးရဲ့ channel ကတရက်ပင်မှာရှိနေသေးတာပေါ့ဟုတ်လားအေးလေလေးလေးပြောပုံအရာဆိုမကြိုသေးတဲ့သဘောပေါ့ကွာအဲ့ဒီတော့ငါတို့ကိုဘာကြောင့်မပြောတာလဲကိုလေးမင်းတို့ကြောက်လိမ့်မှာစိုးလို့ပေါ့ကိုရွှေရဟာဟာငါတို့ကိုသေးရဲကြောက်တယ်များထင်နေသလားကိုလေးဒါတော့မပြောတတ်ဘူးလေကွာရေဝင်းသိချိုင်းမှာကြုံခဲ့ပြီးကြတဲ့ကမင်းတို့များကြောက်သွားမလားလို့ဟိတ်ကောင်ကိုရွှေငါတို့တွေရွာမတုံးကဘာလုပ်ခဲ့တယ်ဆိုတာဒီကောင်ကိုပြပြလိုက်စမ်းပါဟဲပြောရတာပေါ့ကွာမင်းပြောတဲ့ကိုတန်းဝင်းအောင်တော့ကိုမပြောနဲ့ကိုလေးမင်းဦးလေးရွာမှာငါတို့၃ယောက်ကြုံခဲ့ရတာကိုပြပြလိုက်ရင်မင်းဖြုံသွားမယ်ဟေးမင်းတို့ဘာတွေလုပ်ခဲ့ကြတာလဲငါတို့သိရဲခေါ်ကြတာလေဟာဘယ်တော့ကလဲစော်မှုကိုတို့နိုင်ကြီးထမင်းစားလာခေါ်တဲ့နေ့ကလေကွာဟင်မင်းတို့ဘာတွေရှောက်လုပ်နေကြတာလဲငါလည်းမသိပါလားမင်းတို့မနေ့တနားရီလောက်မှပြန်လာကြကြတဲ့ကတခုခုလောက်ကြမယ်လို့ထင်တော့ထင်လားမင်းတို့အရက်မူးပြီးပြန်လာကြလို့မမေ့ဖြစ်တော့တာမင်းမသိချင်ဘူးလားပြောပြမယ်ဆိုရင်တော့ပူကောင်းတာပေါ့ကွာမသိချင်ပဲနေပါမလားရွှေကြီးရေအိုက်တင်ခံမနေနဲ့ပြောပြလိုက်တော့ပြောပြမှာပါကိုတို့နိုင်ကြီးထမင်းစားလာခေါ်တော့ကထမင်းစားပိတ်ုံတက်တဲ့ထင်ပြီးလိုက်သွားကြတာဟိုရောက်တော့ငါတို့ကိုအရက်တိုက်တယ်ကွာနည်းနည်းထွေလာတော့ကိုတို့နိုင်ကြီးကစပြီးပြောတယ်မင်းတို့တရေကြောက်တတ်သလားတဲ့ငါတို့၃ယောက်စလုံးကတရေမှမကြောက်တတ်တာဒီတော့ကျွန်တော်တို့တရေမကြောက်တတ်ဘူးဆိုပြီးပြောလိုက်တာပေါ့အဲ့ဒီမှာတင်ငါတရေခေါ်ပြမယ်ဘယ်သူကြည့်ရတလဲလို့စပြီးမိတော့တာပဲဒါမျိုးဆိုငါတို့ကထိတ်ဆုံးကကိုတို့နိုင်ကြီးကိုတရေခေါ်ပြခိုင်းကြတာပေါ့ကွာမင်းတို့ကဘယ်နေရာမှာတော့ခေါ်ကြတာလဲရွာမြောက်ဘက်မှာတင်ញံတစ်ခုရှိတယ်ကွာအဲ့ဒီရွာကတည်ရင်မင်းမျိုးတာတိတ်မရှိသလောက်ပဲမင်းရှူတာများတယ်ကွာအဲ့ဒီတင်ញံမှာဂိုးဆိုးလို့ဘိုးတော်ဖရာလက်ထက်ကအုပ်ကူမျိုးတစ်လုံးပဲရှိတယ်ကျန်တာကမြေပုံကြီးပဲမတာမီးရှို့ဖို့အတွက်တီးတန့်လှုပ်ထားတဲ့နေရာတစ်ခုရှိတယ်ကွာအုပ်စီပြီးအသေးချာကိုလှုပ်ထားတာဆက်ပြောပါဦးကိုတို့နိုင်ကြီးကအဲ့ဒီနေရာမှာတရေခေါ်တာဟေးမေနဲ့ကိုလေးကြီးတကယ်လာတာဟာမကြောက်ဘူးဆိုတဲ့ငါတို့တော့တရေကိုမြင်ပြီးဒူးတောင်တုံလဲတရေကိုဘလို့မြင်ရတာလဲရွှေကြီးမှန်ထဲမှာပေါ်လာတာကွာတရေကကရုံးကြီးနဲ့ကိုတို့နိုင်ပြောတာတော့အဲ့ဒီတရေကသူတို့ရွာကလူတဲ့အဲ့ဒီလူကသူ့ကိုယ်သူအစိတ်တောက်ပြီးတည်သွားတာဒီနှစ်ကျော်လောက်ပဲရှိသေးတယ်တဲ့ဟာမှန်ထဲကနေငါတို့ကိုသေချာကြည့်နေတာများချက်သိမ်းအောင်ထားတယ်မင်းတို့ကိုတခုခုလုပ်ရင်ဘယ်လိုလုပ်မလဲရွှေကြီးမကောင်းတာတွေကွာအဲ့ဒီမှန်တဲ့ကတရေကငါတို့ကိုဘာမှလုပ်လို့မရဘူးကွာမှန်ကိုခွဲမပြစ်မချင်းအဲ့ဒီမှန်တဲ့ကနေထွက်လို့မရဘူးတဲ့သူ့ကိုလွတ်မပေးချင်ရင်အဲ့ဒီမှန်ကိုမင်းမျိုးရတယ်လို့ကိုတို့နိုင်ကြီးကပြောပြတယ်မင်းပြောပြတဲ့ဦးလာအေးလုပ်တဲ့အတိုင်းပဲကိုလေးဟုတ်တယ်ရွှေကြီးကိုတို့နိုင်ကဦးလာအေးစီမှာတပိခံတာငါတို့လည်းသူ့စီကနည်းနည်းတော့ယူလာခဲ့တယ်ဟာမင်းတို့ကဘာလို့မလို့လဲစမ်းကြည့်မလို့လေဟာဟဲ့ကောင်တွေမလို့ကောင်းတာတွေရှောက်မလို့ကြနဲ့အဲ့ဒီပညာကနက်ခတ်တွေနေ့တွေတွက်ပြီးမှအင်းချရတာတဲ့မင်းပြောတာဟုတ်တယ်ကိုလေးကိုတို့နိုင်ကြီးပေးလိုက်တဲ့အင်းကနက်ခတ်ကြည့်စရာမလိုဘူးတဲ့ကွာသူကိုယ်တိုင်ပြားချပေးလိုက်တာအဲ့ဒါတွေငါ့အိမ်မှာတင်ထားတယ်ရန်ကုန်ရောက်ရင်ငါပြမယ်အဲ့ဒီအင်းပြားနဲ့နနွဲမုံကိုဖျားစင်မှာမထားရဘူးလက်စင်အောက်မှာလည်းမထားရဘူးချန်တော့တဲ့နေရာမှာဦးချမ်းခွန်းနဲ့အုပ်ပြီးဝတ်ထားရမယ်လို့ကိုတို့နိုင်ကြီးကပြောတဲ့အတိုင်းလှုပ်ထားတယ်နေစမ်းမအောင်ဘာအကျိုးရှိလို့အဲ့ဒီလိုလှုပ်ချင်တာလဲရွှေကြီးရစမ်းကြည့်ချင်တာပေါ့ကွာတရေမမြင်ဘူးတဲ့ကောင်တွေတရေမကြောက်ဘူးဆိုတဲ့ကောင်တွေကိုတရေခေါ်ပြမလို့အေးမင်းတို့ဒုက္ခရောက်မယ်ဘာဆိုင်လို့ဒုက္ခရောက်ရမှာလဲ
မတော်လို့မင်းခေါ်သွားတဲ့ခေါင်တွေကကြောက်လန့်ပြီးနှလုံးရက်သွားရင်ဘယ်လိုလုပ်မလဲအစောကြီးကလေးကကျိုးပြောထားမှာပေါ့ကွာကြောက်တတ်ရင်စိတ်မခေါ်နဲ့စင်ခေါ်ရဲရင်တော့လာခဲ့ပေါ့ကိုလေးမင်းရောမဆန်းညင်ဘူးလားမလုပ်ချင်ဘူးကျော်စီယာဘာမှမဖြစ်ရင်ဘာမှမဖြစ်ဘူးငါတို့လည်းကြုံခဲ့ဘူးတာပဲကွာဘာအကျိုးမှမရှိဘူးဘာလဲမင်းကြောက်နေတာလားမှန်မှန်ပြောမကြောက်ဘူးဆိုတဲ့သူမရှိဘူးကျော်စီယာအဖော်ကောင်းလို့သာလောင်းကြော်ရဲကြတာတကယ်ကျန်းတဲ့နေရာကိုတယောက်တည်းသွားရသလားမေးကြည့်တယ်ဘယ်သူမှမသွားရဘူးအဲ့ဒီလိုအလောင်းစားလို့ငါဖေရဲ့တငယ်ချင်းတယောက်လဲတည်သွားခဲ့ဘူးတယ်ဟုတ်လားဘယ်လိုလောင်းကြတာလဲသူတို့ခေတ်တုန်းက BSC ဆိုင်ကနဲ့ကြံတော်သင်းချိုင်းတွေကိုဖြတ်မောင်းကြီးလောင်းကြတာအလောင်းစားကလည်းကြီးမကြည့်ပါဘူးကွာအယောအစားကတော့တန်ကြီးဖြတ်လို့မရတဲ့အသက်ကိုပေးခဲ့ရတယ်တည်သွားတဲ့သူကလည်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကအရာရှိနော်နည်းနည်းရတော့မဟုတ်ဘူးလုံစမ်းမအောင်ကွာငါတို့နားထောင်ကြလို့ငါဖေပြောတာကိုငါပဲပြောပြမယ်ငါဖေရုံးစင်းချိန်မှာသူ့တင်ငယ်ချင်းတယောက်ရုံးကိုရောက်လာတယ်တည်သွားတဲ့သူပေါ့ကွာစားကြတော့ကြဖို့လာခေါ်တာပေါ့မူးလာတော့ထုံးစံအတိုင်းတောင်ပြောမြောက်ပြောနဲ့စိန်ခေါ်ကြပါလေရောကျန်တော်သင်းချိုင်းထဲကိုစိုက်ကယ်နဲ့ဖြတ်မောင်းရသလားဆိုပြီးတည်သွားတဲ့အရာရှိကငါဖေကိုစိန်ခေါ်တယ်ငါဖေကလည်းသဘောတူပြီးဖြတ်မောင်းကြတယ်ငါဖေကအရင်ဆုံးမောင်းတယ်ငါဖေကတော့ဘာမှမဖြစ်ပဲအဆင်ပြေသွားပေမဲ့ဟိုလူရဲ့အလှည့်ရောက်တော့6လုံးမျိုးတနက်တန်တစ်ချက်ကြားလိုက်ရလို့ငါအဖေလည်းသူ့တငယ်ချင်းတစ်ခုဖြစ်ပြီးဆိုပြီးတင်းချိုင်းထဲကိုဆိုင်ငယ်နဲ့ပြန်ဝင်သွားတယ်တင်းချိုင်းရင်လည်းရောက်တော့ဟိုလူကဆိုင်ငယ်မှောက်ပြီးဆိုင်ငယ်တခြားလူတခြားဖြစ်နေပြီလက်ထဲမှာလည်း6လုံးမျိုးကိုကင်ထားပြီးမြင်းသမျှကိုတနက်နဲ့လိုက်ချိန်နေတယ်ငါအဖေလည်းတခုခုဖြစ်ပြီးဆိုပြီးဆိုင်ငယ်ဘောကနေအမြန်ဆင်းဆက်လွယ်တိုင်းထားတဲ့ဂျိုင်းကြားတွေကတနက်ကိုဆွဲထုတ်ပြီးသူ့တင်ငယ်ချင်းစီပြေးတာပေါ့ကွာဟိုကတတိတော်ကောင်းတယ်ကွာမျက်နှာတစ်ခုလုံးစုပ်ပြက်ပြီးခေါင်းကလည်းဟက်တက်ကွဲနေတာဆိုတော့ငါအဖေလည်းသူ့တင်ငယ်ချင်းကိုဆိုင်ငယ်ပေါ်တင်ပြီးချင်းမြင့်နိုင်နတ်စင်လမ်းမှာနေတဲ့မိတ်ဆွေတရက်ကိုအကူအညီတောင်းရတာပေါ့ဟိုလူကလည်းအဲ့ဒီအချိန်ကြီးတတိမလို့ဖူးတယ်ကွာနတ်စင်လမ်းမှာနေတဲ့သူကကားအကူအညီပေးလို့စီယုံကြီးကိုအမိပို့ပေမဲ့ဘုံရှုခံဟုတ်ကဲ့ယခုပြည်လန်းလွတ်တော်အစာအုပ်ဖြစ်ပါတယ်ဘုံရှုခံရှိရောက်တော့အသက်မရှိတော့ဘူးသူဒီကနေ့မှငါအဖေကိုပြောသွားတယ်ဆိုင်ငယ်ရှိကနေကျွဲတဲ့ကောင်ဖျက်ပြေးတာတွေးလိုက်ပေမဲ့ရှောင်ချိန်မရလိုက်ဘူးတဲ့ဆိုင်ကင်းနဲ့တိုက်မိလိုက်တဲ့ကျွဲကကျွဲမဟုတ်ပဲမသားပြင်ထားတဲ့အလောင်းစင်ကြီးဖြစ်နေတယ်တဲ့သူလဲလဲရကနေကြည့်လိုက်တော့အလောင်းစင်မရှိတော့ပဲသူ့စီလာနေကြတဲ့ပူးကွက်ကွက်တွေကိုတွေးလို့တနက်နဲ့ပြစ်လိုက်တယ်တဲ့ငါအဖေလဲအဲ့ဒီမသားပြင်ထားတဲ့စင်ကိုတွေးခဲ့တယ်တဲ့အချိန်မတော်ကြီးမှာမီးထိန်ထိန်လင်းနေတဲ့မသားစင်ကတင်းချိုင်းထဲမှာရှိနေတာမဖြစ်နိုင်ဘူးဆိုတာငါအဖေကသဘောပေါက်တော့ဆိုင်ငယ်ကိုပုံမှန်ပဲမောင်းတာပေါ့ကွာကြောက်ကြောက်နဲ့သာမောင်းပြရင်ငါအဖေလည်းအခုလောက်ဆိုအယိုးဆွေးနေလောက်ပြီတော်သေးတာပေါ့ကွာငါအဖေကစိတ်ကိုတီတီငြိမ်ထားပြီးမောင်းလာတော့အရှိန်သိမ့်မများဘူးဟိုလူကကြောက်ကြောက်နဲ့အရှိန်တင်ပြီးမောင်းတယ်နဲ့တူပါတယ်ရုတ်တရက်တွေးလိုက်တော့ရှောင်းချိန်မရပဲလမ်းဘေးကအုပ်ကူနဲ့ဝင်ဆောင်တာပေါ့ကွာမင်းအဖေကမှမင်းထဲတက်တီရှိသေးတယ်တက်တီဆိုတာဘာကိုပြောတာလဲကြော်စေရဘာမှမဟုတ်တဲ့ကိစ္စမှာတက်တီကောင်းနေလို့ဘာမှထူးကြလာမှာလဲအခက်မသိရင်အသက်ပါပေးရမယ်ကြောက်ရင်ကြောက်တယ်ပြောပါကိုလေးရဲ့မင်းတို့ကငါ့ကိုကြောက်တယ်ထင်ရင်စမ်းကြပေါ့ကွာငါလိုက်မယ်ဟေးကောင်တကယ်တော့စိန်လိုက်ကွာကြိုက်ပြီလေဘယ်တော့စမလဲရန်ကုန်ရောက်မှပြောကြမယ်ကွာပြန်ရောက်ရင်တရက်လောက်တော့အေးဆေးနားကြမယ်နောက်ရက်ကြာမှအေးစစ်စစ်တိုင်းမီလောက်ကြတာပေါ့ငါတို့တောင်အောက်ကိုမြင်မြင်ဆင်းရအောင်ကြိုက်သူကငါမျိုးတွေစီခဏဝင်ချင်းသေးတယ်ညွှန်ရွှေတိတ်မကြစည်းနဲ့နော်အေးပါမကြပါဘူးကြိုက်သူရောက်ပြီးသူတို့စီမဝင်ရင်ငါ့ကိုပြောမှစိုးလို့ပါကဲအချင်းရှိတော့ဆင်းလိုက်ကြရအောင်โอเคအိမ်ပြန်ရောက်ပြီးနောက်တစ်ရက်မှာတော့ရီမြောင်ကြီးစကန်းကဇလန်းကပြန်ဆလာပြန်ပါတယ်အမှန်ပြောရရင်အဲ့ဒီလိုအလုံးမျိုးကိုကျွန်တော်မလုပ်ချင်ပါဘူးမလုပ်ရဲဘူးလို့ပဲပြောရမှာပါပရာလောကသားတွေဆိုတာ
သူ့ဘဝနဲ့သူဒုက္ခရောက်နေကြသူတွေပါမမြင်အဲ့လိုကြွယ်ထားရတဲ့သူတို့ကိုမြင်ချင်းတွေ့ချင်းလို့ပညာရက်နဲ့ခေါ်ကြည့်တယ်ဆိုတာမလုံးသင့်ဘူးလို့လည်းထင်ပါတယ်လူသားချင်းချင်းတောင်မှအာဏာနဲ့စေခိုင်းခံရရင်ကြီးနှက်ကြတာမဟုတ်ပါဘူးအမှားအယွင်းတစ်စုံတစ်ခုကြောင့်တုံ့ပြန်လာပါကလည်းပညာခံမရှိသူတွေဖြစ်နေတဲ့အတွက်အန္တရာယ်ကြီးလွန်းပါတယ်တရေကြောက်သလားလို့မေးခဲ့ရင်မခံချင်စိတ်နဲ့မကြောက်ဘူးလို့သာဖြေကြမှာပါတယောက်တည်းရှိနေချိန်မှာနေလားငါလားရင်ဆိုင်ရပြီဆိုရင်တော့အသက်ပါပေးလိုက်ရတာတွေကိုစားထဲမှာဖတ်ခဲ့ဘူးသလိုလူကြီးသူမတွေပြောကြတာကိုလည်းနားထောင်ခဲ့ရဘူးပါတယ်ပညာသည်ဆရာတွေတောင်မှအမားတစ်ခုကြောင့်အသက်ပေးရတဲ့တာရကတွေရှိခဲ့ဘူးပါတယ်နာနာဘာဝဆိုတဲ့တမလွန်ကပေးတာတွေဟာတေလွန်ပြီးနောက်ပိုင်းမှာပြုခဲ့တဲ့ကံအလိုက်အစင်းတရံတွေပြောင်းလဲသွားတတ်ကြပါတယ်ဒါကြောင့်လဲမမြင်အပ်တဲ့တရားလို့ဆိုခဲ့ကြတာပါဘလို့လဲကိုလေးဆုံးဖြတ်ပြီးပြီလားကြောက်တတ်ရင်ဖျက်ကြောက်တတ်တာလူတဘာဝပါကြောက်တတ်တယ်ဆိုတာနဲ့အထင်သေးအမြင်သေးတတ်ကြတာလူတဘာဝပါလို့လေဘယ်တော့စမလဲဒီညစကြမလားရီဝေးပဲလားရွှေကြီးဒါပေါ့ကွာရီဝေးပဲကောင်းတာလေကြားတယ်ကွာမင်းတို့သာလိုအပ်တဲ့ပစ္စည်းတွေစုထားလိုက်ကြโอเคညနေ9 နာရီလောက်မင်းကိုလာခေါ်မယ်ငါလာခဲ့မယ်လေမင်းကဇော်မိုးစီပါပဲစောင့်နေလိုက်ငါတို့ပစ္စည်းတွေစုပြီးတာနဲ့လာခဲ့မယ်လက်နှိပ်တံပြီးဖျောင်းနိုင်မိချစ်စိတ်ပတိအဆောင်လက်ဖွဲ့ပရိတ်ရည်တွေယူမလာကြနဲ့ကောင်းပြီအိမ်ကစထွက်ကလေးကကျွန်တော်ရဲ့စိတ်တွေလေးလံတယ်လို့ခံစားနေရတယ်အကယ်၍သာမှန်ထဲမှာရှိနေမဲ့နာနာဘာဝကိုဘယ်လိုနည်းနဲ့ပြန်ထုတ်ကြမလဲဆိုတာကလည်းစဉ်းစားစရာပါမတော်တဆတစုံတစ်ခုဖြစ်လာခဲ့ရင်လည်းနောက်ဆက်တွဲပြဿနာကအလွန်များပါတယ်ပြောမိပြီးမှတော့မထူးတော့တာမို့စပြီးတဲ့ဇက်လန်းကိုအဆုံးသတ်ဖို့ပဲရှိပါတော့တယ်ဇော်မိုးစီရောက်တော့ညနေ9 နာရီကျော်နေပါပြီညွှတ်ရွှေလဲကျော်စည်းရတို့နဲ့ညနေ4 နာရီလောက်ကလေးကရောက်နေကြပါတယ်ကိုလေးရောက်လာပြီဆိုတော့ငါတို့စထွက်ကြမယ်ဆိုင်တစ်ဆိုင်မှာစားကြတောက်ကြမယ်ကွာဘယ်ဆိုင်မှာတောက်ကြမလဲရွှေကြီးထုံးစံတိုင်းပေါ့ကွာစစ်ပြန်ကြီးပဲပေါ့ဒါဆိုလဲမြင်လောက်ကွာငါဖာသားကြီးပြန်မလာခင်မြင်လက်ကြရအောင်ငါကားနဲ့သွားမှလားကျော်စည်းရမင်းကားနဲ့ပဲသွားမယ်ကိုလေးငါကားကပစ်ကက်ဆိုတော့အနောက်မှာထိုင်းရတာအဆင်မပြေဘူးပြောနေကြတယ်လက်ကြမယ်ကွာဇော်မိုးကြီးပစ္စည်းတွေမမေ့နဲ့နော်စိတ်ချစမ်းမှရွှေကြီးရဲ့အဲ့ဒီကိစ္စအတွက်သွားတာမေ့စရာလားကျွန်တော်တို့တငယ်ချင်း၄ ယောက်စကားတပြောပြောနဲ့အချိန်ဆွဲပြီးတောက်နေလိုက်ကြတာည9 နာရီကျော်လာခဲ့ပါပြီအရက်ပလင်းကလည်း၄ ယောက်ကိုနှလုံးကျသွားပြီဆိုတော့၁ ယောက်ကိုတပိုင်းနီးဖြစ်နေပါပြီည9 နာရီခွဲလောက်မှာပတ်စံရှင်ပြီးဆိုင်ကနေထွက်ခဲ့ကြပါတယ်ည9 နာရီကျော်ပေမဲ့ကားသွားလာလူသွားလူလာလည်းမပြတ်သေးပါဘူးမြောက်ကလာတန်တာလန်းကိုရောက်တဲ့အချိန်မှာကျော်စရာကသူ့တငယ်ချင်းတယောက်အိမ်ကိုဝင်ပြီးမှားထားတဲ့ကြက်တကောင်ကိုဝင်ယူပါတယ်တန်တာလန်းကထွက်လာပြီး6 ခွေရောက်တဲ့အခါကားရက်ပြီးအရက်တစ်လုံးနဲ့အမီးတွေထပ်ဝဲကြပါတယ်6 ခွေကနေရေဝေးတုတ်တန်အဝကိုရောက်တော့ရဲတွေမိသက်တွေစီးနေကြတာကိုတွေ့လိုက်ရတာကြောင့်ရေဝေးတုတ်တန်ထဲကိုမဝင်တော့ဘဲဆက်မောင်းလာခဲ့ကြပါတယ်ဘယ်လိုလုပ်ကြမလဲရွှေကြီးစစ်စေးရေးတွေရှိနေတယ်ထောက်ကျန်းပက်သွားပြီးစောင့်နေကြမယ်ည7 နာရီလောက်မှဝင်ကြမလားမင်းမေလင်းတွေကငါတို့ကိုမတင်ငါမှုနဲ့ဖမ်းမှာပေါ့ကွာဒါဆိုဘယ်လိုလုပ်ကြမလဲကြက်ကလည်းဝယ်ပြီးနေပြီရွှေကြီးမင်္ဂလာတော်စစ်သေးညိုင်းကြော်လောက်မှာတင်းချိုင်းဟောင်းတစ်ခုရှိတယ်အဲ့ဒီကိုသွားကြမလားဖြစ်ပါမလားကျော်စရာဖြစ်ချင်ရဖြစ်သွားကြမယ်ကွာ၄ ယောက်သားစိတ်တူကိုယ်တို့ဖြင့်ထောက်ကျန်းသို့ထွက်လာခဲ့ကြပါတယ်ပလဲမျိုးတဲ့အကျော်လောက်မှာကားခဏရက်ပြီးအပေါ်သွားကြရင်တစ်ခွက်တစ်ပလာလောက်ကြပါသေးတယ်ကျွန်တော်အပေါ်သွားတဲ့အခါဖြစ်ချင်တော့ကျော်စရာဆွန့်ထားတဲ့မစင်ပုံကိုတက်နေမိပါတော့တယ်ရှုပ်ဖနက်မှလည်းပေနေတဲ့မစင်တွေကိုရည်စည်းစရာကလည်းမရှိမျက်တွေနဲ့တုတ်တော့လဲမစင်ဆိုတဲ့အတိုင်းမစင်တာကြောင့်အဲ့ဒီနေရာမှာပဲလွတ်ပြေးခဲ့ရပါတော့တယ်ကားနောက်ထဲမှာရဘာချင်းညက်ဖက်နှက်တရံရှိနေတဲ့အတွက်အစင်တော့ပြေးသွားပါတယ်သူတို့အတွက်ကရေစရာဖြစ်ပေမဲ့ကျွန်တော်ကတော့
စိုးရိမ်စိတ်နည်းနည်းဝင်လာမိပါတယ်။တရေကြောက်တာမကြောက်တာတဲ့လမ်းတစ်လျှောက်လုံးလှည့်ကင်းတွေစစ်စီးရေးတွေပြည့်နေတာကြောင့်ပါ။ကျွန်တော်တို့မင်္ဂလာတော်ထောက်ကြံတာကတင်းချိုင်းကိုရောက်တဲ့အချိန်မှာည7:00 နာရီထိုးပါတော့မယ်။လမ်းမကြီးဘေးမှာကားရပ်ထားပြီးတင်းချိုင်းကိုလှမ်းကြည့်လိုက်တော့ခြုံရွယ်တွေပိတ်ဆို့နေတာကြောင့်ဇယအမိုးကလွဲပြီးဘာဆိုဘာမှမမြင်ရပါ။အနားကိုရောက်မှပဲလူသွားလမ်းကိုမြင်ရပါတော့တယ်။မတုံးတာကြာပြီးဖြစ်မယ်ထင်ရတဲ့တင်းချိုင်းမှာတော့ပုဂ္ဂိုလ်အချို့နဲ့မြေပုံအချို့ကိုမြင်ရပါတယ်။အထက်ကိုလည်းဆက်ပြီးမဝင်ရတော့တာကြောင့်ဇယပေါ်မှာထိုင်ပြီးအစီအစဉ်ဆွဲကြရပါတော့တယ်။ဇော်မှုအချိန်မရှိဘူးပစ္စည်းတွေထုတ်တော့ဟေ့ကောင်တွေလမ်းဘေးမှာကားထားခဲ့ရတာစိတ်မချဘူးကွာမင်းကားကိုဘယ်သူမှလာမခိုးဘူးကိုလေခိုးတာမခိုးတာကိုပြောနေတာမဟုတ်ဘူးကြော်စရာလူမရှိပဲလမ်းဘေးမှာကားရထားတာကိုလှည့်ကင်းတွေမြင်သွားရင်ပြဿနာတက်နိုင်တယ်မဖြစ်ပါဘူးကွာပူမနေစမ်းပါနဲ့ကြက်ကိုဘယ်သူတက်မှလဲဟေ့ကောင်တွေငါတော့မတက်ရဲဘူးကွာငါကတော့လေလိန်ချိုးပြီးတက်ရဲတယ်လေပင်ကိုတော့မလီးရဲဘူးငါလည်းမတက်ရဲဘူးတယောက်တစ်ပေါက်နဲ့ပြောနေကြတာကိုကျွန်တော်စိတ်မရှိနိုင်ဖြစ်မိပါတယ်ကိစ္စမမြန်ပြီးစီချင်တာကြောင့်ကျွန်တော်ပဲတက်မယ်လို့ပြောလိုက်ရပါတော့တယ်ငါတက်မယ်မင်းတို့ကကြက်လေးတစ်ကောင်ကိုလဲလီးတက်တာကြတော့သေမလောက်ကြောက်နေကြတယ်ပြောတော့မိုးလာကေလားငါတို့မှမတက်ဘူးတာမင်းကတောလိုက်ဘူးတာဆိုတော့အတွေ့အကြုံရှိတယ်လုံးစရာရှိတာမြန်မြန်လောက်ကွာကြောက်နေပြီလားကိုလေးဟီဟီကျော်တရားမင်းလက်ထက်ကကြက်ငါ့ကိုပေးလောက်တော့မလို့လားမြန်မြန်ပြီးရင်မြန်မြန်အေးရောလေကွာတရေချောက်ခံရတာကအရေးမကြီးဘူးကွာဒီနေရာတွေကတက်နေမြေတလန်းလုံးလှည့်ကင်းတွေအလုံးရှုံနေတာတခုခုသတင်းရလို့နေမယ်တော့ကြာငါတို့ကိုဆွဲသွားရင်ရှင်းရခက်မယ်ကွာမင်းတို့သိတဲ့အတိုင်းပဲရဲလှည့်ကင်းကရှင်းလို့ရတယ်စစ်တပ်နဲ့တွေ့ရင်တော့ဘယ်ခေါ်လို့ခေါ်သွားမှန်းတော့သိရမှာမဟုတ်ဘူးငငယ်ရွယ်နဲ့အံမုံတုတွေတွားတုတွေတက်နေရမယ်ဇော်မွေးမြန်မြန်လှုပ်ပေးလိုက်ပါကွာဟဲ့ဟဲ့ဘာဟဲ့ဟဲ့လဲကြော်တရားဘာမှမဟုတ်ပါဘူးငါပြောမယ်နော်ဟိုနားကအုတ်ကူချမ်းမှာမှန်ထောင်ထားမယ်လူလေးယောက်လုံးစုပြီးမသွားရဘူးတယောက်ချင်းစီသွားပြီးမှန်ကိုအသေးချာကြည့်ရမယ်အရင်ဆုံးရွှေကြီးကစမယ်ရတယ်လေစောင်းကာလာမှုချမ်းနေတာလားစိတ်လှုပ်ရှားလို့ချမ်းနေတာလားမသိပေမဲ့နောက်ကျောကတော့အေးစိမ့်စိမ့်ဖြစ်နေရပါတယ်လက်နှိပ်တံမီမယူလာရဖျောင်းနိုင်မယူလာရဆိုတော့မောင်မောင်မဲမဲထဲမှာအုပ်ကူနှလုံးသားကိုသွားဖို့ဆိုတာအတော်လေးစဉ်းစားရပါတယ်တရေထဲကြောက်ဖို့ကောင်းတဲ့မွေစိုးတွေကိုတက်နေမိရင်တော့ကိစ္စပြတ်ပါပြီအုပ်ကူနှလုံးသားထဲမှာမှန်ထောင်ထားခဲ့ပြီကိုလေးကြက်ကိုရှင်းလိုက်တော့ငါတယောက်တည်းလှုပ်လို့မရဘူးလေကွာရှီတောင်းတဲ့လေပင်ကိုလာကင်ပေးကြမှာပေါ့ကျော်စရာမင်းရဲ့ကျဲဆိုတော့မင်းပဲကင်ပေးလိုက်ဟေ့ကောင်အဲ့ဒါငါကျက်မဟုတ်ဘူးငါတင်ငယ်ချင်းရဲ့ချက်ကိုဝယ်လာတာတယောက်ယောက်လာကင်ပေးကြစမ်းပါကွာရွှေကြီးမင်းလာခဲ့ဟမ်ငါကင်ပေးရမှာလားအေးလေဘယ်လိုကင်ပေးရမှာလဲအတောင်ပံကိုဟောဒီလိုစုပြီးရှီတောင်နှစ်ချောင်းနဲ့စုကင်လိုက်နောက်လက်တစ်ဖက်ကလေပင်ကျော်ကိုဆွဲပြီးငါနဲ့မင်းကလေပင်ကျော်ကိုပြိုင်လို့ဆွဲပြီးလိမယ်ဟမ်ငါရွှေကြီးကြားတယ်ကွာဇော်မှုခွက်ယူလာခဲ့အေးလာပြီညွှန်ရွှေကတုံတုံရင်းနဲ့ကြက်ကိုချုပ်ကင်ထားတဲ့အချိန်မှာပဲကျွန်တော်ကကြက်လေပင်ကိုလှီးချလိုက်ပါတော့တယ်ကြားလာတဲ့သွေးတွေကိုဇော်မိုးကရေခွက်နဲ့ခံပေးထားပါတယ်အောင်မလေးဗျာသွေးတွေညွှန်ရွှေသွေးလန့်တမ်းမှန်းအခုမှတတိယလိုက်တာမို့အချိန်ကနောက်ကျသွားပါပြီမကြည်ရဲလို့တစ်ဖက်ကိုလှည့်နေရကနေမနေနိုင်မထိုင်နိုင်လှည့်ကြည့်မိလိုက်တဲ့အခါမှာကြက်လေပင်ကနေသွေးတွေပန်းထွက်လာတာမြင်လိုက်ရတော့ကြက်ကိုလှုပ်ချလိုက်ပါတော့တယ်လေပင်ကြောပြက်ပြီးမသေးမရှင်ဖြစ်နေတဲ့ကြက်ဖာကြီးကအတောင်ပံကိုတဖြောင်းဖြောင်းခတ်ပြီးကျွန်တော်တို့ဘက်ကိုကြည့်နေတာမြင်လိုက်ရတော့၄ယောက်စလုံးနောက်ကိုနည်းနည်းစုပ်သွားကြပါတယ်6ပြီနဲ့တူတယ်ကွဟုတ်မယ်ကြက်ကိုဝင်ပူးပြီလားမသိဘူးမင်းမေလင်ကြက်ကမသေးသေးဘူးကွတိတိကျကျကင်ထားပါလို့ပြောထားပါရဲ့နဲ့ဘာလို့လွှတ်လိုက်တာလဲသွေးတွေမြင်တော့
လန့်သွားတာပေါ့ကွာဒါနဲ့များမင်းကိုမင်းတတိကောင်းတလေပါလေးနဲ့ကျန်တာမကြောက်ဘူးတွေးမြင်ရင်တော့လန့်နေကြောက်တာနဲ့လန့်တာကတခြားစီပါကိုလေးရာကြက်ကိုဘယ်လိုလုပ်ကြမလဲကိုလေးမင်းသွားဖမ်းပြီးခေါ်လာခဲ့ပါလားစော်မို့မခေါ်ရပါဘူးမခေါ်ရင်လည်းနေတွေးကုန်သွားရင်သူ့ဟာသူတည်သွားလိမ့်မယ်မင်းတို့စမယ်စဉ်ကိုလည်းစကြတော့ကောင်းတဆက်ဆက်ဖြစ်ပြီးအကျော်ဆွဲနေတဲ့ကြက်ကိုကြည့်ပြီးလာတော့ကတက်တက်ကြွကြွဖြစ်နေကြတဲ့ဇော်မိုးတို့၃ယောက်နည်းနည်းတော့လန့်နေကြပါပြီစကြတော့လေကွာလက်ခွေးလန့်လိုက်တာကိုလေးရာရုတ်တရက်ကြီးအော်လိုက်ရသလားငါစိတ်တူလာပြီးအေးရတဲ့အထက်ကားကိုလည်းစိတ်မချဘူးကွာမြင်မြန်ပြီးမြင်မြန်ပြန်အေးရောငါတို့လည်းချမ်းသာပေါ့ကွာနည်းနည်းလောက်စီခွက်လိုက်ကြမယ်လောက်ကွာအကြောက်ပြေဟုတ်ပါဘူးအချမ်းပြေပေါ့တယောက်တစ်ခွက်တောက်ပြီးမှတော့ဇော်မိုးကသူယူလာတဲ့ပစ္စည်းတွေကိုအိတ်ထဲကထုတ်ပြီးလှုပ်เสียရှိတာတွေကိုလှုပ်ပါတော့တယ်ဇော်မိုးဘသူ့ကိုခေါ်မှလဲလာခြင်းနဲ့သူလာပေါ့ကွာအုတ်ကူဘောကနာမည်အတိုင်းခေါ်ကြည့်ပါလားကျော်စီရရာအဲ့ဒီလူကတရေဘဝမှာရှိခြင်းမှရှိတော့မှာပေါ့ကျွန်တော်တို့၃ယောက်နောက်ထပ်တစ်ခွက်စီထပ်တောက်နေချိန်မှာဇော်မိုးကတော့ကြက်သွေးနဲ့နွနှွဲမုံနေအင်းပြာတွေကိုကြောက်ပြင်ခွဲပေါ်တင်ပြီးတွေးနေပါပြီအဲ့ဒီပစ္စည်းတွေဘယ်ကရတာလဲဇော်မိုးကိုရုဏန်ကြီးပေးလိုက်တာလေအင်းပြာရဲ့မသားအင်းကနွနှွဲမုံရဲ့ရန်ကုန်မှာရှားရခက်မှာဆိုလို့ဆိုပြီးထည့်ပေးလိုက်တာကြောက်ပြင်ခွဲရရောငါအမေတနခါသွေးတဲ့ကြောက်ပြင်ကိုတူနဲ့ထုပြီးခွဲလာတာဖြစ်ရမယ်ခဏကြာတော့ဇော်မိုးလောက်ကင်နေသမျှတွေပြီးစီးသွားပါပြီရပြီဟဲ့ဘယ်သူအရင်ဆုံးစမလဲစမဲ့သူကအရင်လိမ့်ပြီးတဲ့သူကဘယ်ကူမှမကြည့်ပဲမှန်ထောင်ထားတဲ့အုပ်ကိုကြားတဲ့ကိုသာသွားပြီးတော့ပြန်လာတဲ့သူ့ကိုမမေးရဘူးတွေးတဲ့သူကလည်းဘာတွေးခဲ့တယ်လဲဆိုတာမပြောရဘူးမှန်ကြည့်ပြီးတာနဲ့အဲ့ဒီနေရာမှာတဲ့မျက်လုံးပေါ်မှာလိမ့်နာတာတွေကိုချက်ချင်းဖြစ်ပစ်ပါငါအရင်ဆုံးသွားမယ်ညွန့်ရွှေစီကအတန်ထွက်လာပါတယ်ညွန့်ရွှေကကြောက်ပြင်ကွဲပေါ်ကချွဲပြစ်တွေကိုမျက်လုံးတစ်ဝိုက်လိမ့်ပြီးအုတ်ကူကြားတဲ့ကိုထွက်သွားပါတော့တယ်ကျွန်တော်မှတော့ညွန့်ရွှေဘဲချင်းထွက်ပြေးလာမလဲဆိုတာကိုပဲစိတ်ပူပြီးမျှော်နေမိတယ်ခဏနေတော့ညွန့်ရွှေပြန်ရောက်လာပါတယ်အေးအေးဆေးဆေးပါပဲနောက်တစ်ယောက်ကျော်စရာအလှည့်ပါသူလည်းအေးအေးဆေးဆေးပါပဲကျော်စရာရဲ့အလှည့်ပြီးတဲ့နောက်မှာတော့အလှည့်ကျသူကကျွန်တော်ပါပဲနန်းနင်းစော်သွေးညီစော်တွေနန်းနေတဲ့ကြောက်ပြင်ခွဲပေါ်ကချွဲပြစ်တွေကိုမျက်လုံးနှစ်ဖက်မှာကွင်းပြီးအုပ်ကိုနှစ်ခုရှိရာကိုစံတဝါဝါနဲ့ရှောက်သွားပါတယ်အေးစိမ့်စိမ့်ဖြစ်နေတဲ့ဆောင်းကာလမှာနဖူးဆက်ကနေစီးကျလာတဲ့အရာတွေကရေစက်တွေတော့မဟုတ်တော့ပါဘူးဇောကျူးတွေပဲဖြစ်ပါလိမ့်မယ်အပင်ငယ်လေးတွေကြားကနေဘယ်ချိန်ထွက်လာမလဲမသိတဲ့အကောင်ရှည်တွေကိုလည်းတတိထားနေရပါတယ်အုပ်ကိုနှလုံးကြားဆိုပေမဲ့တစ်လုံးနဲ့တစ်လုံးက6ပေကျော်လောက်กว่าပါတယ်မှန်ထောင်ထားမဲ့နေရာကိုမှန်းပြီးရှောက်လာရင်းကနှစ်တောင်သားသားတစ်ပင်ငယ်တစ်ခုကိုမှီပြီးထောင်ထားတဲ့မှန်ကိုတွေ့ရပါပြီမှန်နာကိုရောက်တဲ့အချိန်မှာနောက်ကျောဘက်ကခြေတန်းလိုကြားလိုက်ရလို့လှည့်ကြည့်မိလိုက်တော့ရိတ်ကနေတွေးလိုက်ရပါတယ်အမှန်ပြောရရင်တော့ကြက်သီးမွန်းကြီးတွေထားပြီးခေါင်းလဲပူထူသွားပါတယ်မြင်မြန်ပြီးမြင်မြန်အေးရောဆိုတဲ့သဘောနဲ့မှန်နဲ့မြင်နေချင်းဆိုင်ထိုင်ချလိုက်ပြီးမှန်ကိုကြည့်လိုက်တယ်ဆိုရင်ပဲကျွန်တော်တကူလုံးမြောက်တက်သွားမတက်ဖြစ်သွားရပါတော့တယ်မှန်ကနတ်မောင်နေပြီးအနက်ရောက်မှန်ထဲမှာမျက်လုံးနီနီကြီးနှလုံးကိုမြင်လိုက်ရပါတယ်ကြောက်လန့်သွားတာလားစိတ်လွတ်သွားတာလားဆိုတာကျွန်တော်မသိတော့ပါဘူးရုတ်တရက်ထပြီးမှန်ကိုညာချီနဲ့အာရပါရပြစ်ကန်လိုက်ပါတော့တယ်မှန်သားပြင်ကြေကွဲသွားပေမဲ့ကျွန်တော်ခြေထောက်ကပြန်ထုတ်လို့မရတော့ပါဘူးမှန်ပေါင်ကြားတဲ့ကကျွန်တော်ရဲ့ခြေထောက်မှာတထွာလောက်တသာရှိတဲ့မှန်ချက်ကထိုးဆိုင်နေပါတယ်ကိုလေးဘာဖြစ်တာလဲကျော်စရာနဲ့ညွန့်ရွှေကကျွန်တော်အနားကိုအပြေးအလွှာရောက်လာကြပေမဲ့ဇော်မိုးကိုမမြင်မိပါဘူးမှန်ကိုကန်လိုက်တာငါခြေထောက်ကိုမှန်ဆိုင်နေလို့လမ်းလျှောက်လို့ရသလားနေအောင်မှန်မောင်ကိုဖြုတ်လိုက်အောင်မယ်ခြေထောက်ကိုစိုက်ဝင်နေတဲ့မှန်စကိုဆွဲနှုတ်လိုက်တဲ့အခါမှာတော့သွေးတွေတလဟောပန်းထွက်လာပါတော့တယ်မှန်ပေါင်ကိုယူပြီးတွင်းပစ်ဖို့လုပ်နေစင်မှာပဲကျွန်တော်ရဲ့မျက်လုံးထဲမှာ
မျက်လုံးနီနီကြီးကိုမြင်လိုက်ရလို့ယူကြည့်လိုက်တော့ဓာတ်ပုံတစ်ပုံဖြစ်နေပါတော့တယ်မင်းတို့တက်တက်မဲ့ငါ့ကိုလှုပ်ကြတာလှုပ်ရက်တယ်ကွာငါတို့တောင်းပန်ပါတယ်ကွာအဲ့ဒါတွေနောက်မှပြောပါအခုဆေးရုံအမြန်သွားရအောင်ဖဲဆန်းကွာငါအနားမှာတယောက်မှမနေနဲ့စိတ်မဆိုးပါနဲ့ကိုလေးရဲ့တွားဆိုတွားကြကွာအဲ့ဒီအချိန်မှာပဲဇော်မိုးကအုတ်ကိုအနောက်ကနေကုတ်ချောချောနဲ့ထွက်လာပါတယ်ငါတောင်းပန်ပါတယ်ကိုလေးရဲ့ငါစခဲ့တာပါတော်ပြီအောင်တွေဖေချာဆန်းကွာအနားမှာရှိနေကြတဲ့ကျော်စရာနဲ့ညွန့်ရွှေကိုတွန်းဖယ်ပြီးခြေထောက်ကိုလှမ်းလိုက်ပေမဲ့ခြေထောက်ကကြွမလာတော့ပါဘူးသွားပြီနဲ့တူတယ်ဘာကိုသွားတာလဲကိုလေးငါခြေထောက်မြောက်လို့မရတော့ဘူးကျွန်တော်ကိုသူငယ်ချင်း၃ယောက်ကဝိုင်းမပြီးအပြင်ကိုခေါ်ထုတ်လာခဲ့ပါတယ်ဆေးရုံမမြန်ပို့ကြရအောင်တွေးထွက်များနေတော့တကူလုံးလဲချမ်းစိမ့်လာပါပြီငါ့ကိုဆေးရုံအမြန်ပို့တော့စိတ်မလျှော့နဲ့သူငယ်ချင်းကားပေါ်ရောက်လို့ကားအတွင်းကမ်းမီးကိုဖွင့်ကြည့်လိုက်တော့ညာဘက်ခြေမျက်စိနဲ့ခြေပမိုးပေါ်မှာပြတ်ရှထားတဲ့ဒဏ်ရာကိုတွေ့လိုက်ရပါတယ်သူတွေကလည်းအဆက်မပြတ်ကိုထွက်နေတာပါကားချမ်းကင်းပေါ်မှာတော့အိုင်ထွန်းနေပါပြီကျော်စရာကကားမောင်းပြီးကျွန်တော်ကနောက်ခန်းမှာညွန့်ရွှေရဲ့ပေါင်ပေါ်ခေါင်းအောင်ပြီးခြေထောက်ကိုမှန်ပေါင်ပေါ်တင်ထားလိုက်ပါတယ်မြောက်ကလာပါဆေးရုံကြီးကိုရောက်တော့ဆရာဝန်ကြီးမရှိလို့စောင့်နေရပြန်ပါတယ်မမေတဲ့ဖေဖေတို့ရောက်လာတဲ့အချိန်ထိခွဲခန်းထဲမဝင်ရသေးပါဘူးတွေးတိတ်အောင်ပတ်တီးကိုကြက်နေအောင်ပဲစီးပေးထားပါတယ်ဆေးရုံကိုရောက်ပြီး2 နာရီကျော်လောက်တော့မှဆရာဝန်ကြီးရောက်လာပြီးခွဲစိတ်ခန်းထဲကိုတွင်มาတော့တယ်ကျွန်တော်ရဲ့ခစစ်ထဲကိုထုံစည်းထိုးပြီးပြန်ချုပ်ပေးပါတယ်ထုံစည်းထိုးထားလို့မနာပေမဲ့အကြောတွေကိုတတုံနဲ့ဆွဲထုတ်နေတာကိုသိနေပါတယ်ဆရာဝန်ကြီးနဲ့သူနာပြုတွေပြောနေတဲ့စကားကိုနားထောင်ရကြတဲ့ကရင်တွေတုန်နေပါပြီအကျော်နှချောင်ပြတ်သွားတယ်တဲ့ခြေထောက်ကိုကြောက်ပတ်တီးကင်ထားပြီး3 လအထိလမ်းမလျှောက်ရတဲ့ဘဝကအတော်ခံရခက်ပါတယ်အိမ်သာတက်ရင်လည်းအိမ်သာကွက်ထဲမှာပဲတက်ရပါတယ်ကြောက်ပတ်တီးဖြေပြီးလို့ကြီးလိုက်တဲ့အချိန်မှာခြေမျက်စိနဲ့ခြေပမိုးပေါ်ကိုကင်းချီများကြီးတကောင်တက်နေသလိုပါပဲစုစုပေါင်း26ချက်ချုပ်လိုက်ရပါတယ်6 လအထိဂျိုင်းတောက်ကိုသာအားပြုသွားလာခဲ့ရပါတယ်ဆေးရုံတက်နေတဲ့အချိန်မှာတော့ကျော်စရာတို့3 ယောက်နေ့စဉ်မပြတ်ရောက်လာပါတယ်ဒါပေမဲ့အရင်ကလိုတော့ရေရဲမောမောနောက်ပြောင်ပြောင်မရှိကြတော့ပါဘူးအဖြစ်အပျက်တွေပြီးလို့8 လလောက်ကြာကျွန်တော်နိုင်ငံရခြားကိုပြန်သွားခါနီးမှာဇော်မိုးနဲ့ကျော်စရာတို့အိမ်ရောက်လာကြပါတယ်ညွန့်ရွှေကတော့ပါမလာတော့ပါဘူးမင်းချစ်တော့ကောင်းသွားပြီလားကိုလေးကောင်းသွားပါပြီဟိုရောက်ရင်လဲတတိလဲထားအောင်ခုဘလို့နေသေးလဲလဲပြက်ရှုပ်ပက်တော့စီးလို့မရတော့ဘူးဒဏ်ရာကိုထိရင်ကျင်းပြီးအယမ်းနာတယ်ချစ်ပမိုးကိုထိရင်လဲမသိဘူးကွာဆရာဝန်ပြောတာတော့အာယုံကြောလေးတွေပြတ်သွားတယ်တဲ့ကြာရင်သူ့ဟာသူပြန်ကောင်းသွားမယ်တဲ့ဟိုမှာအေးရင်အနာကပြန်ကိုင်းလိမ့်မယ်ကိုလေးကျူးဆိုင်အောင်အေးပါကွာမင်းတို့မလဲကျူးဆိုင်ကြငါတို့မင်းကိုတောင်းပန်ပါတယ်ဖြစ်မယ်လို့မထင်ထားဘူးရပါတယ်ကွာနှက်ခတ်မှားသွားတယ်ထင်ပါတယ်ဟင်ဘလို့ကိုလေးမင်းတို့ယူလာတဲ့အင်းပြားကနှက်ခတ်ကြီးပြီးမှဆွဲရတဲ့အင်းပြားကိုပြချရတာလေနှက်ခတ်မှားသွားတာနေမှာပေါ့ဟာကိုလေးမင်းလည်းလဲမလို့နဲ့အတော်တုံးတဲ့ကောင်အဲ့ဒီပြားတွေစစ်လိပ်ပြားတွေကွာငါတို့အဲ့ဒီနေရာမသွားခင်စစ်ပြန်ကြီးမှာစားနေတောက်နေတော့စစ်လိပ်ပြားတွေကိုယူထားတာကွာဟာမင်းတို့စားနောက်တဲ့သူကငါမို့လို့ပေါ့တခြားသူသာဆိုရင်ဘယ်လိုလုပ်မလဲကဲဟိတ်ကောင်တွေငါ6 လလောက်အိမ်မှာနားနေခဲ့ရတဲ့6 လအတွက်နင့်နာကြည့်ပေးပါမယ်ငါအမကိုယူလိုက်ကွာနော်ဟုတ်တယ်ကိုလေးငါညမမင်းကိုကြိုက်နေတာငါညမကိုယူနော်တော်ပါတော့ကွာမင်းတို့ဟာကနင့်နာကြည့်ပေးတာမဟုတ်ပဲစီရော်ကြီးတောင်းတယ်လို့ပါလားကွာနောက်တစ်ခါနက်ခတ်မှားရင်တော့တဘွားလုံးနင့်မဲ့ကိန်းပါလားငါတခုမေးတရားရှိတယ်မေးလေကိုလေးအဲ့ဒီမှန်ထဲမှာဓာတ်ပုံဘသူထည့်ထားတာလဲရွှေကြီးသူ့အကူကိုရိုက်ခိုင်းပြီးကူးထားတာတက်လဲတက်နိုင်တဲ့ကောင်သူသိရင်အဲ့ဒီလိုမျက်လုံးနေနဲ့
တရေဖြစ်မှာကွာအဲ့ဒါဆိုရင်မပူနဲ့ကိုလေးငါတို့ရွှေကြီးကိုခေါ်ကြတာပေါ့ကွာတော်ကြပါတော့တရောင်းစားတွေရဲ့ခြေတော်တစ်ချောင်းတော့မကောင်းသေးပါဘူးနှစ်အတန်ကြာခဲ့တော့လဲကျွန်တော်ဤခြေတော်မှာအေးဆဲသည့်အခါတိုင်းနာကျင်ကြိုက်ခဲနေစေပါထိုအခါတိုင်းတငယ်ချင်းလေးယောက်အားတတိယနေတတ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာနက်ခတ်မာတဲ့ညာဆိုတဲ့ဇာတ်လမ်းလေးဒီနေရာမှာတင်ပြီးဆုံးပါပြီခင်ဗျာနားထောင်ပေးကြတဲ့တဦးချင်းတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ